ကိုယ့်ရဲ့ဆွေမျိုးတွေကိုယ့်ရဲ့ရွာသားတွေဆိုတာကကိုယ့်ရဲ့ဘဝကိုကိုယ့်လုပ်ငန်းကိုတစ်စစ်ချိုးပြောင်းလဲပေးမဲ့သူတွေပဲဖြစ်ပါတယ်မီဒီယာမှာတချို့ကိုတက်နေရလူတွေကိုအစိတ်အတောင်ဖြစ်စေပါတယ်တချို့ကကိုယ့်အလုပ်မှာဆွေမျိုးတွေကိုမခန့်နဲ့တို့တွေဆိုတာငွေရှိမှအမျိုးတော်တာငွေရှိမှအမျိုးတော်လို့ရတာဒီလိုမျိုးတွေကိုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေလည်းဆိုရှယ်မီဒီယာမှာကြားဘူးလိမ့်မယ်လို့ထင်ပါတယ်။ကြောင့်လဲဆိုလို့ရှိရင်ကျမတို့ Aircon business တွေဟာနောက်တစ်ဆင့်ကိုရောက်ဖို့အတွက်ဒီဆွေမျိုးတွေကပဲတိရလူနေရာကနေပြီးတော့သူတို့တွေပံ့ပိုးပေးလို့ရောက်ရှိသွားတာပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲဒီလိုမျိုးကိုယ်ဆွေမျိုးတွေကိုယ်နယ်သားတွေကိုဘာကြောင့်ဒီလိုမျိုးနေရာမှာထားလဲဆိုလို့ရှိရင်သူတို့ကဒီတခြားဒီဇိုင်းဝန်ထမ်းကလေးတွေခန့်တဲ့အချိန်မှာဂျားကန်အနေနဲ့ကိုကဒါအသုံးပြုမယ်ဆိုလို့ရှိရင်အရာအလုံးကိုအစားကြိုက်သည်ဖြစ်စေမုန်းသည်ဖြစ်စေသူတို့ကအားလုံးဖြစ်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်ကျမတွေ့ဘူးတဲ့အရန်ကိုတော်တဲ့အဲကွန်ဆိုင်ပိုင်ရှင်ဒီအဲကွန်ဆရာဆိုလို့ရှိရင်ရန်ကုန်မြို့လေကောင်မှာနေတဲ့ဆိုင်ဖွင့်ထားတဲ့ဆိုင်ပဲဖြစ်ပါတယ်သူ့ရဲ့ customer တွေကလည်းလုံးဝတထေများပါတယ်ဒီမှာသူ့မှာလုံးဝကိုဝန်ထမ်းနေပါတယ်ဘာကြောင့်မခေါ်လဲဆိုလို့ရှိရင်သူဝန်ထမ်းတွေကလုံးဝမမြဲဘူးအမြဲတမ်းထွက်တယ်ဒီရဲ့လိုအပ်ချက်ကဘာလဲဆိုလို့ရှိရင်သူ့မှာကိုယ်အမျိုးဆိုတဲ့လူယုံရှိမနေတာပဲဖြစ်ပါဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့အဲကွန်ဆိုင်ပိုင်ရှင်တွေအနေနဲ့နောက်တစ်ဆင့်ကိုရောက်ချင်တယ်ဆိုရင်ကိုယ့်ရဲ့အမျိုးတွေကိုဆွဲခေါ်နိုင်ဖို့လိုပါလိမ့်မယ်